တာသမီတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆရာတော်သမီတို့ကိုဆက်လက်ပို့ချပေးမယ့်သင်ခန်းစာကတော့ chemical bonding တွေကမှာပထမဆုံး chemical bonding မျိုးစားဖြစ်တဲ့ ionic bonding အကြောင်းကိုဆရာဒီနေ့ဆက်လက်ပို့ချပေးတော့မှာဖြစ်ပါတယ် ionic bonding ဆိုတာမြန်မာလိုခေါ်ရင်ဆိုတော့ ion C လို့ဆိုတော့ခေါ်ပါတယ် ionic bond ကိုနောက်တစ်နည်းဆိုတော့ဘာလို့ခေါ်သလဲဆိုတော့ electrovalent bonding လို့လည်းခေါ်လေနော်ဒါဆိုတော့ ionic bond ကိုနောက်တစ်နည်းဘာလို့ခေါ်လဲမေး electrovalent bonding လို့ခေါ်ရဲဆိုတာတောက်တီမျိုးသိထားရမှာဖြစ်တယ်ဟုတ်ပြီဆိုတော့ပထမဆုံး ionic bonding နဲ့ပတ်သက်ပြီးဆိုတော့သိထားရမယ့်အချက်တွေရှိတယ်ပေါ့နော်ဆိုတော့ပထမဆုံး number 1ချက်ပေါ့အဲ့တော့ ionic bonding ဆိုတာဘယ်လို drug တွေပေါင်းဆက်ဖြစ်တာလဲလို့ဆိုတော့မေးရင် metal နဲ့ non metal ဆိုတဲ့ drug တွေပေါင်းဆက်ရင်ဖြစ်ပေါ်တာဖြစ်တယ်အဲ့တော့ metal နဲ့ non metal ပေါင်းရင်ဘာပုံဖြစ်လဲလို့ဆိုတော့အလွယ်မေးရင် ionic bonding ဖြစ်တယ်အဲ့တော့ဒီမှာဆက်ပြောရအောင်ဆိုတော့ metal လို့ဆိုတော့ပြောတဲ့အခါမှာ periodic table မှာဆိုတော့ group တွေများစွာရှိတယ်ပေါ့နော်ဟိုမှာတောက်သမီးတို့ကြက်ထားတဲ့ group 10ခုထဲမှာဆိုရင် group 1နဲ့2ကိုဆိုတော့ဘာလို့ခေါ်လဲ metal လို့ခေါ်တယ်တရားဆိုတော့ဒီမှာ metal လို့ပြောတဲ့အခါမှာဆိုတော့ periodic table က group ဘလောက်နဲ့ဘလောက်က drug တွေခေါ်ရလဲဆိုတော့ group 1နဲ့ group 2က drug တွေကိုခေါ်တာဖြစ်တယ်ပေါ့နော်ချင်းချက်ပေါ့နော်ဆိုတော့ group 1က drug တွေထဲမှာ hydrogen တော့မပါဘူးပေါ့ဟုတ်ပြီ metal ဆိုတာ group 1နဲ့2က metal ကိုပြောတာ non metal ဆိုတာကကြောင့်ဆိုတော့ periodic table မှာရှိတဲ့ group တွေထဲကမှာ group 6နဲ့ group 7မှာရှိတဲ့ non metal တွေကိုပြောတာဖြစ်တယ်အဲ့တော့ဆိုတော့ metal ဆိုတာ group 1နဲ့2က drug တွေကိုခေါ်တာဖြစ်ပြီး non metal ဆိုတာ group 6နဲ့7က drug တွေကိုခေါ်တာဖြစ်တယ်အဲ့ဒါဆိုတော့ပထမဆုံးချက်မှတ်ရမှာက metal နဲ့ non metal ပေါင်းရင်ဘာဘုံဖြစ်လဲ ionic bond ဖြစ်တယ်ဟုတ်ပြီဆောက်ဆက်ကြည့်အောင်အဲ့တော့ metal non metal ပေါင်းတဲ့အခါမှာဆိုတော့ electron တွေဒီဆိုတော့ transfer ကူးပြောင်းသွားကြတယ်electron တွေဒီ transfer ကူးပြောင်းသွားတယ်ဘယ်ကနေပဲကူးပြောင်းတယ်လဲလို့ဆိုတော့ mean from one atom တစ်ခုကနေပေါ့ဘယ်လို atom လဲဆိုတော့ having small ionization energy small ionization energy ဆို ion ဖြစ်စွမ်းအင်ငယ်တဲ့ atoms ကနေပြီးတော့မှ to another atom တခြားသော atom စီတို့ကူးပြောင်းသွားတာဖြစ်တယ်အဲ့ဒီတခြားသော atom ဆိုတာ having high electron affinity လေ electron ခင်တွယ်မှုစွမ်းအင်ဘာဖြစ်တယ်လဲမြင့်မားတဲ့ atom စီကိုကူးပြောင်းသွားတာဖြစ်တယ်မရမယ့်ချက်ကဆိုတော့ ionic bonding မှာ electron တွေကိုဘာလို့တလဲလို့မေးဆိုတော့ transfer လုပ်တယ်လို့ဆိုဖြေရမယ် transfer ဆိုတာကူးပြောင်းသွားတာပေါ့နော် electron တွေကကူးပြောင်းသွားတယ်ဘယ်ကနေဘယ်ကိုကူးပြောင်းလဲလို့မေးရင် linear ionization energy ငယ်တဲ့ atom ကနေပြီးတော့မှ electro affinity မြင့်တဲ့ atom စီကိုကူးပြောင်းသွားတယ်လို့ဆိုမှတ်ထားရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုနောက်ခုဆက်ပြောရအောင်ခုနကကျွန်တော်ရှင်းမှာပြောခဲ့တယ် metal နဲ့ non metal ပေါင်းရင် ionic bond ဖြစ်တယ်လို့ပြောထားတယ်ဒါပေမဲ့တကယ်လက်တွေ့ကြတော့ဆိုတော့ metal နဲ့ non metal ပေါင်းတိုင်း ionic bond ဖြစ်တယ်လို့ဆိုတော့တည့်တည်ပြောလို့မရဘူးအရေးကြီးတဲ့အချက်ကဆိုတော့ဘာလဲဆိုတော့ဒီအချက်ပဲဆိုဖြစ်တယ်ပေါ့နော်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ electronegativity difference ဆိုတာပါပဲဘာကြောင့်လဲလို့ဆိုတော့ပြောရင် ionic bondingဖြစ်တယ်မဖြစ်ဘူးဆိုတာကိုအတိအကျပြောနိုင်တဲ့အချက်ကတော့ဒီအချက်နဲ့ပဲဆိုတော့ပြောနိုင်တာဖြစ်ပါတယ် electronegativity ဆိုတာရှေ့မှာဆိုပြောခဲ့တယ်လျှက်မတတိကိုခေါ်တာအဲ့တော့ electronegativity difference ဆိုတော့လျှက်မတတိခြားနာခြင်းဆိုတာဆိုကြည့်ရတယ်ပေါ့နော်ပေါင်းဆက်တဲ့ drug atom နှစ်ခုရဲ့လျှက်မတတိတန်ဖိုးခြားနာခြင်းကိုကြည့်တဲ့အခါမှာလေခြားနာမှုတန်ဖိုးဟာ greater than 1.8 ဘယ်လောက်ထိဆောက်ကြည့်ရမလဲ 1.8 ထက်ကြီးဖို့လိုတယ်အဲ့တော့ 1.8 ထက်ကြီးမှသာလေionic bond ဆိုတာဆိုဖြစ်တယ်ပေါ့နော်အဲ့တော့ metal non metal ပေါင်းတဲ့ ionic bond ဖြစ်တယ်လို့တည်တည်ပြောလို့မရဘူးအဲ့ဒီပေါင်းစပ်တဲ့ metal non metal ရဲ့လျှက်မတတိခြားနာခြင်းက 1.8 ထက်ကြီးမှသာရင် ionic bond ဖြစ်မှသာဖြစ်တယ်နော်ဒါလေးဆိုမှတ်ထားပေးပါအဲ့တော့ခုနပြောခဲ့တဲ့ဒုတိယချက်လေးဆိုပြန်ပြောရအောင်အဲ့တော့ဒုတိယချက် ionic bond မှာ electron တွေကို transfer လုပ်တယ်လို့ခုနပြောခဲ့တယ် electron တွေ transfer လုပ်တယ် electron တွေကူးပြောင်းတဲ့အခါမှာလေ formation of ions လေဘာတွေဖြစ်ပေါ်လာလဲဆိုတော့ ion တွေဖြစ်ပေါ်လာကြတယ်မှန်မယ်နော်ဆိုတော့အဲ့တော့ ion လို့ပြောတဲ့အခါမှာဆိုတော့နှစ်မျိုးရှိတယ် cat ion နဲ့ anion cat ion ဆိုတာမြန်မာလိုပြောရင်အဖို ion ပေါ့ anion ဆိုတာအမာ ion အဲ့တော့ electron တွေကူးပြောင်းတဲ့အခါမှာဘာတွေဖြစ်လာလဲမေးရင် ion တွေဖြစ်လာတယ် ion မှာဘယ်နှမျိုးရှိလဲနှစ်မျိုး cat ion နဲ့ anion ဟုတ်ပြီနော်ဆိုတော့အလွယ်ပြောရင် positive ion နဲ့ negative ion ပေါ့ ion နှစ်မျိုးဖြစ်ပေါ်လာတယ်ဟုတ်ပြီဆိုတော့ဆက်အောင်အဲ့ဒီဖြစ်ပေါ်လာတဲ့အာယုန်ကြီးရဲ့ကြားမှာအပြန်အလှန်တက်ရောက်တဲ့ဆွဲအားဆိုတာရှိတယ်အဲ့ဒီဆွဲအားကိုဆိုတော့ဘာလို့ခေါ်လဲဆိုတော့ strong electrostatic attraction လို့ခေါ်တယ်အားကောင်းတဲ့တည်ငြိမ်လျက်စစ်ဆွဲအားလို့ခေါ်တယ်ဟုတ်ပြီနော်ဒါကြောင့် strong electrostatic attraction between these oppositely charged ion လေအဲ့ဒီစံကျင်ဘက်ဖြစ်နေတဲ့အာယုန်တွေရဲ့ကြားထဲမှာဘာအားရှိတယ်လဲလို့ဆိုတော့မေးရင် strong electrostatic attraction အားကောင်းတဲ့တည်ငြိမ်လျက်စစ်ဆွဲအားရှိတယ်ဆိုတာကိုမှတ်ထားရမှာဖြစ်တယ်ဒါဆိုတော့ ionic bond နဲ့ပတ်သက်ရင်ဆိုတော့သိထားရမယ်အချက်ကဆိုတော့ဒါလေးတွေဖြစ်တယ်ပထမအဆုံး metal နဲ့ non metal ပေါင်းရမယ်နောက်တစ်ခု electron တွေကို transfer လုပ်တယ်နောက်တစ်ခုလက်မတတိခြားနာခြင်းက 1.8 ထက်ကြီးရမယ်အဲ့တော့ electron တွေကို transfer လုပ်တယ်လို့ပြောတဲ့အတွက်ကြောင့်ဘာတွေဖြစ်မလဲ ion တွေဖြစ်လာမယ်
အာယုန်တွေကဘာလဲကရာယုန်နဲ့အနာယုန်အဲ့ဒီဖြစ်လာတဲ့စัจ java အာယုန်တွေရဲ့ကြားမှာရှိတဲ့ဆွဲအားကိုဘာလို့ခေါ်လဲ strong electrostatic attraction အားကောင်းတဲ့တည်ငြိမ်လျက်စစ်ဆွဲအားလို့ခေါ်တယ်အဲ့ဒီအားကောင်းတဲ့တည်ငြိမ်လျက်စစ်ဆွဲအားကိုပဲဆိုတော့ဘာလို့သတ်မှတ်တာလဲဆိုရင်ဆိုတော့ ionic bonding လို့ဆိုတော့သတ်မှတ်ခြင်းဖြစ်တယ်ပေါ့နော်ကဲဟုတ်ပါပြီဆိုတော့နောက်ထပ်ဆက်ပြီးလေ့လာရအောင်အဲ့ဒါဆိုတော့ ionic bonding လို့ဆိုတော့ပြောတဲ့အခါမှာ ionic bonding ဆိုတော့အမျိုးအစားဆိုတော့၄မျိုးရှိပါတယ် ionic bonding မှာမျိုးစား၄မျိုးရှိတယ်ပေါ့နော်မျိုးစား၄မျိုးဆိုတာကျတော့ပေါင်းဆက်တဲ့ဆိုတော့ dress ရဲ့အမျိုးအစားကိုကြည့်ပြီးတော့မှဆိုတော့၄မျိုးခွဲထားတာဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါဆိုတော့ဒီမှာကြည့်အောင် types ၄မျိုးခွဲထားပါတယ်အဲ့တော့ခုနကဆရာပြောခဲ့တယ် metal လို့ပြောတဲ့အခါမှာ group 1နဲ့ group 2လို့ပြောထားတယ် non metal လို့ပြောတော့ group 6နဲ့ group 7အဲ့ဒါကိုဆိုတော့ဒီမှာအတွဲအနေနဲ့ဆိုတော့တွဲလိုက်တဲ့အခါမှာမျိုးစား၄မျိုးထွက်သွားတယ်ပထမအဆုံးက group 1နဲ့ group 7နော် group 1နဲ့ group 7ပေါင်းတာမျိုးလည်းရှိတယ်နောက်တစ်ခု group 2နဲ့ group 6ပေါင်းတာရှိတယ် group 1နဲ့ group 6ပေါင်းတာရှိတယ် group 2နဲ့ group 7ပေါင်းတာရှိတယ်အဲ့တော့စုစုပေါင်းဆိုတော့ ionic bonding မှာပုံစံဘယ်နှမျိုးရှိလဲလို့ဆိုတော့မင်း၄မျိုးရှိတယ်ပေါ့နော်ကဲဒါဆိုဆရာတို့တွေကအဲ့ဒီပုံစံတစ်ခုချင်းစီကိုဆရာတို့အခုစပြီးတော့လေ့လာရအောင်ပထမအဆုံးပုံစံတစ်က group 1နဲ့ group 7အဲ့တော့ group 1နဲ့ group 7ဆိုတော့ဥပမာဆိုတော့ group 1မှာရှိတဲ့ dress တွေကဆိုတော့ sodium ကိုဆရာယူမယ် group 2က dress က chlorine ကိုဆရာယူပြီးတော့ပေါင်းကြည့်ရအောင်ကဲဟုတ်ပြီဆရာတို့ပေါင်းကြည့်မယ်ကဲဆရာကြည့်အောင်အဲ့တော့ပထမအဆုံးမျိုးစားဖြစ်တယ်ဆိုတော့ type 1ပေါ့နော်ဆိုတော့ type 1ဆိုတော့group 1နဲ့ group 7နဲ့ပေါင်းတာဆိုလေ့လာရအောင်ဟုတ်ပြီဆိုတော့ခုနကပြောခဲ့တယ် group 1ကဆိုတော့ဘယ်သူယူမလဲဆိုတော့ sodium group 2က chlorine ပေါ့ဒီနှစ်ခုဆိုစပြီးတော့ပေါင်းကြည့်အောင်အဲ့တော့ sodium ကဲ sodium လို့ဆိုပြောရင်ပြန်ပြီးစဉ်းစားမယ် sodium dominant မှာဘယ်လောက်လဲ11 integer နဲ့ဆိုရေးတော့ 2.8.1ဟုတ်ပြီ chlorine dominant မှာဘယ်လောက်ရှိလဲ17 integer နဲ့ရေးတော့ 2.8.7ကဲတော့ဟုတ်ပြီဆိုတော့ sodium ဒီ group လောက်လဲ1 chlorine က group 7နဲ့ဆိုတော့ group 1နဲ့ group 7ပေါင်းတယ်လို့ဆိုပြောတာပေါ့နော်ဒါဆိုတော့ type 1လို့ခေါ်တယ်ကဲဟုတ်ပြီဆိုတော့ကြည့်အောင် sodium က group 1ဆိုတော့ metal chlorine က group 7ဆိုတော့ non metal metal နဲ့ non metal ပေါင်းရုံနဲ့ဆိုတော့metal နဲ့ non metal ပေါင်းရုံနဲ့ ionic bond ဖြစ်တယ်လို့ဆိုတော့ကျင်းတီပြောလို့မရဘူးနောက်တစ်ချက်ဆိုတော့အရေးကြီးတဲ့ချက်ကဘာကိုကြည့်ရမလဲဆိုတော့လေအဲ့ဒီ dress နှစ်ခုရဲ့လျှက်မတတိခြားနာခြင်းဆိုတော့ကြည့်ရမယ်ဟုတ်ပြီနော်ဆိုတော့ dress နှစ်ခုရဲ့လျှက်မတတိခြားနာခြင်းကိုရှာမယ်ဆိုတော့လျှက်မတတိကိုဆိုတော့အတူကောက်ရေးတော့ EM လို့ဆိုရလိမ့်မယ် electronegativity ခြားနာခြင်းဆိုတော့ difference ပေါ့အဲ့တော့လျှက်မတတိခြားနာခြင်းကိုကဲဆိုတော့တွက်တဲ့အခါမှာ sodium နဲ့ chlorine ရဲ့လျှက်မတတိတန်ဖိုးတွေတည်ထားဖို့လိုအပ်တယ်ဒါကြောင့်ဆရာမနေ့ကတော့လျှက်မတတိတန်ဖိုးလေးလို့ဆိုတော့ဇာတ်နေပြခဲ့ပါလေတော့သမီးတို့အနေနဲ့အဲ့ဒါလေးကိုကြက်ထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်လောလောဆယ်တော့ဆရာဒီမှာပြပေးပါမယ်ဆရာဒီမှာ sodium ကိုဆရာပြန်ကြည့်အောင် sodium ရဲ့လျှက်မတတိတန်ဖိုးက 0.9 chlorine ကိုဆရာကြည့်တဲ့အခါမှာလျှက်မတတိတန်ဖိုးဒီ 3.0 ဒါတော့ဟုတ်ပြီဆိုတော့ခြားနာချင်းရှာမယ်ဆိုတော့ sodium က 0.9 chlorine က 3.0 ဆိုတော့များတဲ့တဲကဆိုဘာလုပ်မလဲနဲတာအောင်နှုတ်ဒါတော့ 3.0 တွေကနေ 0.9 ဆိုတော့နှုတ်ကြည့်အောင်3.0 တွေက 0.9 ကိုနှုတ်ပေါ့နော်ကဲတော့နှုတ်လိုက်တော့ဘယ်လောက်ရလဲဆိုတော့ 2.1 ရတယ် 2.1 ဆိုတော့ 1.8 တက်ပါဖြစ်လေကြီးတယ် greater than 1.8 ခုနကကျွန်တော်ပြောရတဲ့ထဲမှာပါတယ်လဲမတတိခြားနာခြင်းဟာဘာတက်ကြီးရမလဲ 1.8 တက်ကြီးရမယ်ကဲအခုကျွန်တော်ဒီမှာရသွားပြီဟာလား 2.1 ဆိုတော့ 1.8 တက်ကြီးသွားပြီကဲဒါဆိုရင်ကျွန်တော်တွေကဟုတ်ပြီmetal နဲ့ non metal လည်းဖြစ်နေပြီလဲမတတိခြားနာခြင်းကလည်း 1.8 တက်ကြီးနေပြီဒါဆိုကျွန်တော်ဘာလုပ်ကြတော့မလဲဆိုတော့ဒီနှစ်ခုပေါင်းစတဲ့ formula ကိုကျွန်တော်ရေးရတော့မယ်ကဲ formula လေးကျွန်တော်ရေးပြီformula ရေးပြီပေါ့နော်အဲ့တော့ formula ရေးတဲ့အခါမှာဆိုတော့ ionic compound တွေကို formula ရေးရင်ဘယ်လိုရေးရတယ်လဲဒါလေးကျွန်တော်မှတ်မယ်နော်အဲ့တော့ formula ရေးနည်းလေးဆက်ဒီမှာရေးပေးထားပါမယ် formula ရေးတဲ့အခါမှာလေသူကဆိုတော့ဘယ်လိုရေးရတယ်လဲဆိုတော့ metal ကိုရှေ့မှာထားလေ metal ကိုရှေ့မှာထား valence နဲ့စဉ်းစားတယ်ဒါလည်းဆရာတို့ရဲ့ဆရာကြီးပြောခဲ့တဲ့နည်းလမ်းပါပြန်ပြောမယ်ဆိုတော့ metal ကိုရှေ့မှာထား valence နဲ့စဉ်းစား okay နော်ဆိုတော့ metal ကိုရှေ့မှာထား valence နဲ့စဉ်းစား okay ဆိုတော့ metal ကိုရှေ့မှာထားဆိုတော့ Na နဲ့ Cl မှာဘယ်သူက metal လဲ Na က metal ပေါ့နော်ရှေ့မှာထားပြီဒါဆိုတော့ metal ကနောက်ကိုရောက်သွားမယ်ပေါ့နော်ကဲ metal ကိုရှေ့မှာထားပြီးသွားပြီဆိုတော့ valence နဲ့စဉ်းစားမယ်ကဲတရားကြလေးပြောရအောင် balance ဒီ balance ဆိုတာဘာကိုခေါ်တာလဲဆိုတော့ပေါင်းစည်းကိန်းကိုခေါ်တာဒါတို့သမီးတို့ဂျီတန်လောက်မာတွေကသင်ခဲ့တယ်ကဲပေါင်းစည်းကိန်းကိုလိုချင်ဘယ်ကိုကြည့်လဲဆိုတော့အပြင်ဘက်ဆုံးကိုကြည့်ဟုတ်တယ်ဆိုတော့အပြင်ဘက်ဆုံးကိုကြည့်
ရပြီနော်ပြင်မဆုံးကိုကြည့်၄ထိဆိုရင်ဒဲယူ၄ထက်ကျော်ရင်၈ထက်ရနှုတ်ဟုတ်ပြီဆိုတော့ဒီမှာဆိုဒီယမ်ကိုကြည့်တဲ့အခါမှာပေါင်းစည်းကိန်းကိုကြည့်တော့ပြင်မဆုံးပတ်လန်ကဘယ်လောက်လဲ1ဆိုရင်ကျဆိုတော့၄အထိဆိုရင်ဒဲယူဆိုတော့ဆိုဒီယမ်ရဲ့ဆိုတော့ပေါင်းစည်းကိန်းဒီဘယ်လောက်ပဲလဲ1ပဲကျွန်တော်ကလိုရီရဲ့ပေါင်းစည်းကိန်းဆိုတော့ကြည့်အောင်ကလိုရီရဲ့ပေါင်းစည်းကိန်းညာဆိုတော့ပြင်မဆုံးကိုကြည့်တော့ဘယ်လောက်လဲ7၄ထက်ကျော်ရင်ဘယ်ထက်ရနှုတ်လဲ၈ထက်ရနှုတ်ဒါတော့ကဲ၈ထက်ကနေ7ကိုနှုတ်တော့ဆိုတော့ဘယ်လောက်ရမလဲရှစ်ရနဲ့ခုနှစ်ကိုနှုတ်တော့1ပဲရမှာပေါ့နော်ဆိုတော့1ပဲရမယ်ဒါဆိုတော့အဲ့တော့ Na ကလည်း1 chlorine ကလည်း1ဆိုတော့အပြန်လည်းပြီးတော့11တူတူပဲဒါကြောင့်ဆိုတော့ formula ကဆိုတော့ဘာရမလဲ NaCl ဆိုတာဆိုရရှိမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူကလည်း1သူကလည်း1အဲ့တော့အပြန်လည်းပြီးတဲ့အခါမှာ11ပဲဆိုတော့ထည့်မရတော့ဘူးဒါကြောင့် Na နဲ့ Cl နဲ့ပေါင်းစပ်လို့ရလာတဲ့ formula ကဘာလဲ NaCl ကဲတော့အဲ့ဒီ NaCl ကိုဆိုတော့အခု ionic bond ဖြစ်ပေါ်လာပုံလေးဆိုတော့ဆွဲကြည့်အောင်ကဲ Na နဲ့ Cl နဲ့ပေါင်းတယ်ဆိုတော့ Na တစ်လုံး Cl တစ်လုံးပေါ့ကဲပေါင်းပြီ Na နဲ့ Cl နဲ့ဆိုတော့ပေါင်းပြီကြည့်အောင်ကဲဒီမှာကျွန်တော်တို့ဘာကိုပြန်သုံးမလဲဆိုတော့လေဆိုရှင်းမှာပြောခဲ့တဲ့ Lewis Summit လို့ဆိုပြန်ပြီးတော့သုံးရအောင်ကဲဟုတ်ပြီဆိုရင် Lewis Summit ဆိုရှင်းမယ်ဆိုတော့ Lewis Summit ဆိုတော့ဘာကိုဖော်ပြရလဲ balance electron ကိုဖော်ပြတာဖြစ်တယ်အဲ့တော့ကျွန်တော် sodium balance electron ပြန်ကြည့်တော့ဘယ်လောက်လဲ1ဒါကြောင့် sodium ဘေးမှာ balance electron လေးတစ်လုံးစီအောင်ရှိရအောင်အဲ့မှာဆိုတော့ balance electron တစ်လုံးကိုတို့သမီးတို့ကကြိုက်တဲ့နေရာမှာထားလို့ရတယ်တိုးတော့ဆရာကနောက်ကလေးမှာထားမယ်နောက်မှာထားမယ်ဘာလို့ထားသလဲဆိုတော့ပြင်ဆရာပြောပြမယ်နော်ကလိုရင်းကိုဆက်ကြအောင်ကလိုရင်းရဲ့ balance electron ကဘယ်နှလုံးရှိလဲ9လုံးကဲအဲ့ဒီ9လုံးဆိုတော့ဒီမှာဝင်ရအောင်1 2 3 4 5 6ခွန်ကဲဟုတ်ပြီဆိုတော့ဒီနားလေးကိုဆရာလွတ်ထားတယ်ပေါ့ကဲဟုတ်ပြီကြည့်မယ်ဆိုဒီယမ် integer form လေးဆိုအောက်မှာပြန်ရေးထားမယ် integer form လေးတော့ 2.8.1 chlorine 2.8.7 ကဲဟုတ်ပြီဆိုဒီယမ်ကိုဆက်ကြည့်အောင်ဆိုဒီယမ်ပြင်မဆုံး balance မှာ1တစ်လုံးနဲ့ဆိုဒီယမ်တည်မြဲလားမတည်မြဲဘူးဆိုတော့တည်မြဲဖို့ဆိုတာကလည်းဘယ်လုံးဖြစ်မှတည်မြဲမှာရှစ်လုံးဖြစ်မှတည်မြဲဒါဆိုဆိုဒီယမ်ကရှစ်လုံးဖြစ်ဖို့အတွက်ဆိုရင်ဒီတစ်လုံးကိုဘာလုပ်မလဲသူကထုတ်မယ်ဟုတ်တယ်ကလိုရင်းကိုဆက်ကြည့်အောင်ကလိုရင်းရောတည်မြဲလားမတည်မြဲဘူးဘယ်နှလုံးဖြစ်မှတည်မြဲမှာရှစ်လုံးဖြစ်မှတည်မြဲဒါဆိုရင်ကလိုရင်းကလည်းတည်မြဲဖို့အတွက်အလက်တော်ဘယ်လုံးလိုနေလဲတစ်လုံးလိုတယ်ဆိုဒီယမ်လည်းတည်မြဲဖို့အတွက်အလက်တစ်လုံးဘာလုပ်မလဲထုတ်မယ်ဒါကြောင့်ဆိုဒီယမ်ကသူ့ရဲ့ဒီမှာဆုံးပတ်လန်ကအလက်တော်တစ်လုံးကိုသူကဘယ်သူ့ကိုသူအဲ့ပေါ်ပေးမလဲဆိုတော့လေလိုနေတဲ့ကလိုရင်းကိုသူကလမ်းပြီးတော့ပေးလိုက်မယ်တွေ့ရနော်အဲ့ဒါကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့ electron transfer လုပ်တယ်လို့ခေါ်တာ okay ဟုတ်ပြီဆိုတော့ဆိုဒီယမ်က electron တစ်လုံးပေးလိုက်ပြီဆိုတော့ကြည့်အောင်ဆိုဒီယမ်ကသူ့ပိုင်းနဲ့လို့တစ်လုံးကို chlorine ကိုပေးလိုက်ဒါဆိုဆိုဒီယမ်ကလည်းတစ်လုံးဆုံးရှုံးသွားတယ်တစ်လုံးဆုံးရှုံးသွားတယ်အဲ့တော့တစ်လုံးဆုံးရှုံးရင်ဆိုတော့ဘာလို့ပြောလဲ1 plus လို့ပြောတယ်နော်တစ်လုံးဆုံးရှုံးရင်1 plus ကဲ chlorine ကိုကြည့်အောင် chlorine electron ဘယ်လုံးဖြစ်သွားလဲတစ်ပတ်လက်မှာ10လုံးဖြစ်သွားပြီ2 4 6 8အဲ့တော့အဲ့ဒီမှာဆိုတော့ down going လေးခတ်တာကလိုရင်းကလည်းတစ်လုံးရလိုက်တယ်ဆိုတော့သူ့ရဲ့ပုံမှာ chest က1 minus ဖြစ်သွားတယ်။ကဲတော့ပြန်ကြည့်အောင်ဆိုဒီယမ် electron တစ်လုံးဆုံးရှုံးသွားတယ်ဆိုတော့သူ့မှာဘယ်နှလုံးပဲကျန်တော့မလဲ 2.8 ပဲကျန်တော့တယ်။ကလိုရင်း electron တစ်လုံးရရှိလိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ electronic structure ဘာလို့ဖြစ်သွားလဲ 2.8.8 ဒါတော့ case ရောက်ကြည့်အောင်ဆိုဒီယမ်မှာဖြစ်သွားပြီလေတည်မြဲသွားပြီကလိုရင်းလည်းပဲတည်မြဲသွားပြီဆိုတော့ဒါကြောင့်ဆိုတော့ ionic bond ထဲမှာ electron တွေကိုဘာလုပ်တယ်လို့ဆိုပြောလဲ transfer လုပ်တယ်အဲ့လို electron ကို transfer လုပ်တဲ့အခါမှာဘာတွေဖြစ်ပေါ်လာလဲ ion တွေဖြစ်ပေါ်လာတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့ ion တွေကြားမှာရှိတဲ့ဆွဲအားကိုဘာလို့ခေါ်လဲ ionic bond လို့ခေါ်ဆိုတာဖြစ်တယ်ရပြီနော်ဒါဆိုတော့ဟုတ်ပြီဆိုတော့ဒီအောက်မှာ electronic structure လေးကိုဆိုတော့ integer နဲ့ရေးပြီးသွားရင်နောက်တစ်ခုဆိုတော့ဟာလာဆိုတော့ Nobel 6တွေနဲ့ဆိုပြန်ပြီးတော့ရေးပြရမယ်ဥပမာဆိုတော့ဒီမှာ 2.8.1 17ဆိုတော့ဘယ်သူနဲ့ရေးလဲဆိုတော့နီယွန်နဲ့ဆရာရေးရတယ်နီယွန်ကိုသုံးတယ်နီယွန်က10ဆိုတော့ပိုတဲ့တစ်ကိုဆိုတော့ဘယ်လိုလဲ 3s1 ပေါ့နော်ကဲကလိုရင်းကစက္ကွန်ဆိုတော့ဘာနဲ့ပဲရေးမလဲနီယွန်နဲ့ပဲရေးမယ်နောက်က9လုံးကိုဆိုတော့ 3s2 3b5 လို့ဆိုရေးဒါရေးနည်းတွေကတို့သမီးတို့ဒီပြီးသားတွေပါနော်ကဲဒီဘက်ကိုဆရာကြည့်အောင်ဆိုဒီယမ်ကဆိုတော့ဒီမှာ 2.8 ဆိုတော့10ဆိုတော့ဘယ်သူပုံစံဖြစ်သွားလဲဆိုတော့ Nobel gas တွေကနီယွန်ရဲ့ structure ကိုသူပိုင်ဆိုင်သွားတယ်ကလိုရင်းကိုကြည့်တဲ့အခါမှာ 2.8.8 ဆိုတော့18ဆိုတော့ Nobel gas တွေကဘယ်သူရဲ့ structure ဖြစ်သွားလဲ argon ရဲ့ structure ဖြစ်သွားတယ်ဒါကြောင့်ဆိုတော့ဒီလိုမျိုး electron ကို transfer လုပ်လိုက်တဲ့အခါမှာလေသူက metal ဖြစ်တဲ့ Na ကလည်းတည်မြဲသွားတယ် non metal ဖြစ်တဲ့ chlorine ကလည်းတည်မြဲသွားတယ်ဟုတ်ပြီနော် Nobel gas structure တွေနဲ့တည်မြဲသွားတယ်ဒါကြောင့်ဆိုတော့ ionic bond ထဲမှာ electron တွေကိုဘာလုပ်ကြသလဲ transfer လုပ်ကြတာဖြစ်တယ်ကဲတော့ဒီနေရာမှာဆိုတော့နာမည်ပေးတာလေးတစ်ခါလေးပြောမှကြည့်ဘယ်ဘက်ချမ်းမှာရှိတဲ့အရာတွေဆိုတော့နာမည်ပေးတဲ့အခါမှာ atoms နဲ့ပေးရတယ်ဥပမာဆိုတော့ Na ဆိုရင်သူ့ရဲ့နာမည်ဆိုရေးတဲ့အခါမှာ sodium atom လို့ဆိုရေးပါတယ်နော် chlorine ဆိုလို့ရှိရင်
ဆိုတော့ chlorine abdan လို့ဆိုရေးရတယ်ပေါ့နော်။ကညဘက်ချမ်းမှာဆိုကြည့်အောင်ညဘက်ချမ်းမှာကျတော့အာယွန်းတွေဖြစ်သွားပြီ။အာယွန်းတွေဖြစ်တဲ့အခါကျတော့အရင်ဆုံးကွန်ပေါင်းကိုပြန်စဉ်းစားမယ်။ NaCl ဆိုတော့ဘာလို့ခေါ်လဲ။ sodium chloride လို့ခေါ်တယ်။ဒါဆိုဟုတ်ပြီဆိုတော့ညဘက်ချမ်းမှာရေးတဲ့အခါကျတော့လေသူကအာယွန်းဖြစ်သွားတော့ပထမဦးဆုံးသူ့ကိုရေးတဲ့အခါမှာ sodium အာယွန်းလို့ဆိုရေးရတယ်။ကဲသူကြတော့ဆိုတော့ sodium chloride ကွန်ပေါင်းဖြစ်တဲ့ကြောင့်သူ့ကိုနာမည်ရေးတဲ့အခါကျတော့ chlorine လို့မရေးရဘူးလေ။ chloride လို့ရေးရတယ်။ကြောင့်သူက chloride အာယွန်းဖြစ်သွားတယ်။အဲ့တော့အဲ့နှစ်ခုပေါင်းပြီးဆိုတော့အောက်မှာနောက်တစ်ခေါက်ပြန်ရေးတယ် sodium chloride sodium chloride ဆိုတော့ formula နဲ့ပြောရင်ဆိုတော့ဘာရလဲ NaCl ဆိုတဲ့ဒါလေးဆိုတော့အောက်မှာပြန်ရေးပေးလိုက်ပါဒါဆိုတော့ဒီ ionic compound တွေရေးတဲ့အခါမှာသတိထားရမယ့်အချက်တွေရှိရဲအဲ့ဒါဘာလဲဆိုတော့ဒီမြားဆိုတော့ပါရမယ်မြားမပါလို့မရအောင်နောက်တစ်ချက်ဆိုတော့ညာဘက်ချမ်းကိုရေးတဲ့အခါမှာအလဲကောင်မှာ plus မပါရတော့ဘူးအဲ့ဒါလေးသတိထားပေးပါเนาะဆိုတော့ဒီချက်တွေအားလုံးပြည့်စုံနေဆိုရင်တို့သမီးတို့တွေဒီ ionic compound ရဲ့ပထမအဆုံး type 1မျိုးစားဖြစ်တဲ့ group 1နဲ့ group 7ပေါင်းစပ်တဲ့အရာလေးကိုတို့သမီးတို့နားလည်သွားပြီထင်ပါတယ်เนาะဒါဆိုတော့ channel အပိုင်းတွေကိုနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ပို့ချပေးသွားပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ